မင်္ဂလာပါဗျဒီကြောက်လေးကအမဲကြောပေါ့ဗျမောကတော့ဘယ်မော်လဲမသိဘူးဗျဒါကျွန်တော်ဖြတ်သားလောလိုက်ဝယ်တဲ့ထဲကနေပါလာတဲ့ကြောက်လေးပေါ့ဗျာနော်ကြောက်ပိုင်ရှင်ကတော့ဒီကြောက်ကအာယုံမရှိလို့ပဲလားတော့မသိဘူးဗျတေချာမစေးပဲနဲ့ဖြတ်ထားတယ်ပေါ့ဗျာတေချာမစေးပဲနဲ့ဖြတ်တဲ့အနေထားမှာဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်နဲ့အတူကြည့်ရအောင်ဗျတချို့ကြောက်တွေကလည်းကန်ကောင်းအောင်မှာပဲဆိုရှောက်ဖြတ်နေလို့တော့မရဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့ဗျာနော်ဖြတ်တဲ့အနေထားမှာကြောက်လေးကတော့လက်သွားတယ်ပေါ့ဗျာတော့ပဲရည်တွေကတော့ထဲမှာဝင်နေဗျရေနေရာမှာတော့ကြောက်တာလုံးဝမရဘူးပေါ့ဗျာနော်ရေစွတ်ကြည့်ရဲ့အနေထားမှာဆိုရင်အစီပေါက်လေးရှိရဲပေါ့ဗျာကြောက်ကတော့အောက်ကိုထပ်ပြီးလိုက်ရမယ်အနေထားပေါ့ဗျာနော်ကြောက်ပိုင်ရှင်ကတော့ဒီတိုင်းပဲပြည့်ထားတယ်ပေါ့ဗျာအာယုံမဲမရှိလို့လားတော့မသိဘူးဒါမှမဟုတ်ရင်မဲခံလို့လားတော့မသိဘူးနော်ကြောက်စီကတော့ကျွန်တော်မိတ်ဆွေတွေမြင်တဲ့အတိုင်းပဲပေါ့ဗျာနော်ကျွန်တော်တို့ဒီပါတဲ့သူတို့ပဲရည်တိုင်းဆိုလို့ရှိရင်အပြင်မှာဆိုလို့ရှိရင်လည်းပဲမန်းနေပါတော့ပါမယ်ပေါ့ဗျာနော်ကြောက်လို့လားကျွန်တော်တေချာဆေးပြီးကြည့်ခဲ့မယ်ဆိုလို့ရှိရင်တော့အပြင်မှာဖြတ်เสียမလို့ပဲဒီတိုင်းရောင်းမယ်ဆိုရင်တော့မှမင်္ဂလာကောင်းကောင်းဖြစ်မဲ့ကြောက်လေးပေါ့ဗျာကြောက်ပိုင်ရှင်ကတော့အာယုံမဲမရှိလို့လားဒါမှမဟုတ်သူကတေချာမဆေးပဲနဲ့ကန်ကောင်းရင်အောင်ပါပဲကွာဆိုပြီးစိတ်နဲ့ပဲဖြတ်တာလားတော့မသိဘူးပေါ့ဗျာနော်ဒါသူကိုယ်တိုင်ပဲသိမယ်ဗျာဒါတော့ကြောက်ရမ်းပေါ်တဲ့နေရာလေးပေါ့ဗျာကျွန်တော်ဒီဘက်မှာလည်းရှိရဲဗျဒီနေရာလေးပေါ့ဗျာနော်ဒီမှာဆိုလို့ရှိရင်လည်းသူမီးပေါက်အားလည်းမစိုးဘူးဗျာတွက်နေတူကတော့ဒီကြောက်လေးကသူတေချာဆေးပြီးရောင်းခဲ့မှဆိုရင်မင်္ဂလာကောင်းကောင်းဖြစ်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ပေါ့ဗျာကျွန်တော်မိတ်ဆွေညီကိုမောင်မတွေလည်းဒီကြောက်လေးကိုကြည့်ပြီးတော့သင်ခန်းစာလေးတစ်ခုရလိမ့်မယ်လို့မျှော်လင့်နေဗျာနော်တချို့ကြောက်တွေကတေချာဆေးပြီးမှဖြတ်တင်လားမဖြတ်တင်လားဘယ်နေရာဖြတ်တင်တယ်မဖြတ်တင်ဘူးဆိုတာစဉ်းစားတွေးခေါ်ချင်းချင်းတင်တယ်ပေါ့ဗျာကြောက်ဆိုတော့ကျွန်တော်ပတ်စံပေးဝယ်ရတယ်ဗျရှားတဲ့လူဆိုလို့ရှိရင်လည်းအချိန်ပေးပြီးရှားရတယ်ပေါ့ဗျာဘာပဲဆိုအမားအနည်းဆုံးကင်းအောင်တော့ view site တင်တယ်လို့ကျွန်တော်တော့ယူဆတယ်ပေါ့ဗျာကျွန်တော်မိတ်ဆွေတို့လည်းကျွန်တော်ဆရာလောက်တာလည်းမဟုတ်ပါဘူးဗျာကျွန်တော်အတီးပေးအကြံပေးရုံလောက်ပါပဲဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ